with you. တင်းနဲ့တူရှိနေတယ်ကိုရော He's for you. ကိုရောအတင်းအတွက်ဖြစ်တယ် He loves you. တင်းကိုချစ်တယ် Come here. လာပါ I feel in the spirit. ဝိညာဉ်ထဲမှာခံစားရတယ် The church အတင်းတော့ would have a channel, like a TV channel. အဲ့တော့ဒီ television ရုပ်သံလိုင်းကဲ့သို့ပဲ The church will have a TV channel. အဲ့တော့အတင်းတော့ရုပ်သံလိုင်းတစ်ခုမြင်ရတယ် And I see you as an MC အဲ့တော့တင်းကိုနဲ့အဲ့ဒီမှာအခမ်းအနားမှုတဘာမတိပြည့်ဆောင်ရွက်တာမြင်ရတယ် on the TV. အဲ့ဒီ TV စီစဉ်မှာ It's going to be translated အဲ့ဒါကလေဘာသာပြန်ပြီးတော့ပြောရလိမ့်မယ် in English. အင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ပြောရလိမ့်မယ် It's going to be translated အဲ့ in ဒါကို English. အင်္ဂလိပ်လိုဘာသာပြန်တဲ့အစီအစဉ်မှာတဲ့ TV မှာရှိလိမ့်မယ် and before the apostle အဲ့တော့အဲ့ဒီဆရာကြီးကနေပြီးတော့မပြောခင်ချိန်မှာ will preach on the TV, TV မှာဆရာကြီးကတရားမဟောခင် he will do the entertainment. အဲ့ဒီဖြောပြရေးအစီအစဉ်ကိုတဲ့ဆရာကဥဆောင်လိမ့်မယ် Because there will be a TV station အဲ့တော့ရုပ်သံလွှင့်ဌာနရှိလိမ့်မယ် translated in English. အင်္ဂလိပ်လိုပြန်ပြီးတော့ဘာသာပြန်မယ်ရုပ်သံအစီ Because အစဉ် there will be donation from United States of အဲ့ America. တော့ American နိုင်ငံနေပြီးတော့အဲ့ဒီအစီအစဉ်ကထောက်ပံ့ပြီးတော့လာလိမ့်မယ် Because there will be people watching the TV. အဲ့ဒီ TV ကိုအစီအစဉ်ကိုကြည့်ပြီးတော့မှ They were watching your programs. ဆရာရဲ့အစီအစဉ်ကိုကြည့်ပြီးတော့မှ And just because they were watching you, သင်ကိုကြည့်ကြတဲ့အခါမှာ they will be completely restored. သူတို့ရဲ့အသက်တာထဲမှာလုံးဝထူးခြားပြောင်း They လဲသွား will လိမ့် be မယ် completely healed. သူတို့အနာငြိမ်းသွားလိမ့်မယ် As a Benny Hinn. အဲ့တော့ဆရာကြီးဘယ်နေကဲတော့ As a Benny Hinn that choose him. ဆရာကြီးဘယ်နေကိုသုံးပြီးတော့ဆရာကိုသုံးပြ And မယ် the Lord will be with you. ဘုရားသခင်ကသင်နဲ့တူရှိလိမ့်မယ် There will be a TV station. ရုပ်သံလွှင့်ဌာနဘုရားပြင်ဆင်ပေးလိမ့်မယ် And the Lord would use you on the TVs. TV အစီအစဉ်မှာဘုရားသခင်သင်ကိုသုံးပြလိမ့် And မယ် you will watch the cameras. အဲ့တော့သင်ကကင်မရာကိုကြည့်ပြီးတော့မှ You will watch the cameras. ကင်မရာကိုကြည့်ပြီးတော့မှ And you will prophesy. သင်ပရောဖက်ပြုလိမ့်မယ် Because God is for you. ဘုရားသခင်ကသင်အတွက်ဖြစ်တယ် But you young man, ဒီမှာရှိတဲ့လူငယ် you're going to be in the front. သင်ကအရှေ့မှာရှိပြီးတော့မှ You're going to be in the front. အရှေ့မှာသင်က And ဘယ် you နေရပြီး will တော့မှ bring like kind of events. အဲ့တော့သင်ကအစီအစဉ်ကို And စီစဉ်တင်ဆက်တော်သူဖြစ်လှုပ်ဆောင်မယ် Like kind of excitement. အော်လူတွေကိုစိတ်လှုပ်ရှားလှုပ်ဆောင်ပေးတဲ့သူအဖြစ် Kind of အစီအစဉ် excitement. တင်ဆက်တော်သူအဖြစ်ဘုရားသခင်ကိုပြောကြလိမ့်မယ် And the people လူတွေက will say, ပြောလိုက်မယ် who is this crazy man? အော်ဒီမှာခက်ကြတော်နေတဲ့သူတရားဘယ်သူလဲ And you will say, I am not crazy. ငါကယူနေတယ်မဟုတ်ဘူး I'm just a flame of fire. ငါကမီးတော့မီးရှာဖြစ်တယ် I'm just hot. ငါကတောက်လောင်နေတာ I'm just hot ငါတောက်လောင်နေ for တ the ယ် gospel. ဧဝံဂေလိပဲတောက်လောင်နေတာ In Jesus' mighty ယေ name, ရှုနာမ၌ God has preparing you ဘုရားသခင်သင်ကိုပြင်ဆင်ပေးနေတယ် to receive for tonight. ဒီညအတွက်သင်လက်ခံယူဖို့ In ပြင်ဆင်ပေး Jesus' နေတယ် mighty name, ယေရှုနာမ၌ the fire of God over your life. ဘုရားသခင်ရဲ့မိသင်ပေါ်မှာတက်ရောက်နေပြီ Because you will be in front of the TVs အဲ့ဒီ TV စီစဉ်ရှင်းမှာသင်ကိုယ်တိုင်ကအ and စီ bring ခံလိုက်မယ် excitement and လူ joy. တွေအတွက်ဝမ်းမြောက်ခြင်းနဲ့စိတ်လှုပ်ရှားဖို့ In Jesus' mighty name. ယေရှုနာမ၌ You can't see it, သင်မြင်ရလိမ့်မယ် but I see it right now in front of me. အော်အခုပဲကျွန်တော်မြင်နေရတယ် There's a studio where the Lord is about to give you. သင်ကိုဘုရားသခင်ကရုပ်သံစတူဒီယိုဘုရားပြင်ဆင်ပေးလိုက်မယ်ဝါ Hey, I can see it. အဲ့ဒါကိုကျွန်တော်မြင်ရတယ် I'm in the building. ကျွန်တော်ကအဲ့ဒီအဆောင်ထဲမှာရောက်နေပြီ I can see it. ကျွန်တော်မြင်နေရတယ် I'm walking in the building. အဲ့ဒီအဆောင်ထဲမှာကျွန်တော်ရှောက်နေတယ် I can see your office, my friends. အဲ့တင်းရဲ့အဲ့ဒီရုံးခန်းကိုလည်းမြင်ရတယ်ဝါ And I will touch multitudes. အဲ့တော့ငါအတင်းအတွက်မြောက်များစွာပြင်ဆင်ထားပေးတယ် Julian, because what I did in Africa, I do it in အာ Asia. ဖရိကနိုင်ငံမှာငါလုပ်ခဲ့တဲ့အတိုင်းပဲအာရှတိုက်မှာငါထုံမှုကိုပြုမယ် In Jesus' mighty ယေ name. ရှုနာမ၌ In Jesus' mighty ယေ name. ရှုနာမ၌ In Jesus' mighty ယေ name. ရှုနာမ၌ Open your hands. တင်းရဲ့လက်တွေကိုဖြာထားပါ In Jesus' name. ယေရှုနာမ၌ In Jesus' mighty name. ယေရှုနာမ၌ Everyone in this room ဒီခန်းထဲမှာရှိတဲ့လူတွေ is free right now. အခု